ရန်ကုန်တိုင်းဒေသကြီးမှာတညတမနက်ထဲငလင်းနှစ်ကြိမ်တိုင်အင်အားသတိတသာလှုပ်ခတ်ခဲ့မှုကြောင့်ရန်ကုန်နဲ့ငလင်းသတိထားသင့်သမျှနဲ့မပေါ့ဆတဲ့အကြောင်းအရာများအချင်းချင်းမျှဝေကြပါစူပါဂျော်မီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှဆိုလို့ရှိရင်တော့မနေ့ဇန်နဝါရီလ19ရက်နေ့ည10:15မိနစ်ဝန်းကျင်ခန့်မှာရန်ကုန်မြို့မှာအင်အားသတိတသာထင်ရှားတဲ့ငလင်တစ်ခုဟာလှုပ်ခတ်သွားခဲ့ခြင်းဖြစ်တယ်လို့မြို့ကန်ပြည်သူများဟာစိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်အထူးသဖြင့်အထက်မြင့်အဆောက်အုံနဲ့တိုက်ခန်းမြင့်မှာနေထိုင်သူများအနေနဲ့ငလင်လှုပ်ခတ်မှုကိုတိတိတသာဆိုသလိုခံစားခဲ့ရပြီးအချို့မှာအရေးပေါ်အခြေအနေအရလမ်းမပေါ်ထီတောင်ပြေးဆင်းခဲ့ရတဲ့အခြေအနေတွေရှိတယ်ဆိုပြီးတော့လည်းရန်ကုန်တိုင်းဒေသကြီးမြို့ကန်တွေရဲ့ပြောပြချက်တွေအရသိရှိရတာဖြစ်ပြီးတော့အဆိုပါည10:15မိနစ်ဝန်းကျင်လှုပ်ခတ်ခဲ့တဲ့ငလင်ကိုမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ကနေဦးထုတ်ပြန်ချက်တွေအရပဲခူးတိုင်းမင်းလာမြို့နယ်မိုးညိုအနီးမှာဗဟိုပြုပြီးတော့4.5အဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့တာဖြစ်ကြောင်းကိုလည်းသိရှိရတာဖြစ်ပြီးတော့သို့တော်လည်းရန်ကုန်မြို့ကများအနေနဲ့နောက်ဆက်တွဲငလင် after shot တွေထပ်မံလှုပ်ခတ်လာမည်ကိုစိုးရိမ်ပူပန်နေကြပြီးတော့အချင်းချင်းသတင်းဖက်လည်မှုတွေရှိလို့နေတာလည်းဖြစ်ပြီးတော့ဒီအချိန်မှာပဲအဆိုပါဇန်နဝါရီလ19ရက်နေ့ညကိုကျော်လွန်ပြီးတော့တညတမနက်ထဲလို့ပဲဆိုရအောင်တညအတွင်းမှာတင်ဒုတိယအကြိမ်အင်အားတင်ရှိတဲ့ငလင်တစ်ခုဟာထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပြီးဇန်နဝါရီလ20ရက်နေ့နနက်7:26မိနစ်အချိန်မှာလဲရန်ကုန်တိုင်းဒေသကြီးကမြို့နယ်အများပြားမှာငလင်လှုပ်ခတ်မှုကိုထပ်မံခန်းစားခဲ့ရကြောင်းကိုလည်းသိရှိရတာဖြစ်ပြီးတော့အဆိုပါအချိန်မှာတော့အင်အား Richter scale 4.5အဆင့်ရှိတဲ့ငလင်တစ်ခုဟာရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ကိုဗဟိုပြုကာလှုပ်ခတ်သွားခဲ့တာဖြစ်ကြောင်းကိုလည်းသိရှိရတာပဲဖြစ်ပါတယ်။ဘလိုမျိုးတရက်ထဲမှာလို့ပဲပြောလို့ရလာအောင်တစ်ဆက်တည်းလှုပ်ခဲ့တဲ့ငလင်တစ်ခုကြောင့်မလို့ရန်ကုန်တိုင်းဒေသကြီးကပြည်သူတွေဟာရန်ကုန်မှာငလင်ကဘလို့ဖြစ်လာတော့မှလဲနောက်ဆက်တွဲတွေကရှိလာနိုင်မလို့မလားဆိုပြီးတော့လဲစိုးရိမ်ထိတ်လန့်မှုတွေရှိတဲ့အတွက်ကြောင့်မလို့ကျွမ်းကျင်လေ့လာထားတဲ့ AI Info တင်းရဲ့ထုတ်ပြန်ချက်တွေအရမဂနီကျူ4.5ပဲပဲခူးတိုင်းမိုးညိုဘက်ကငလင်ဟာအင်ဒိုဘားမားထိုးဆိုင်စုံငလင်လို့ယူဆရပါတယ်။အဲ့ဒီငလင်တွေဟာအနက်ကြီးလာတာကြောင့်တိတာခန်းစားရမှုကလည်းပုံမကျေပြန့်တယ်လို့ခက်ရင်းရင်းတိမ့်တိမ့်နဲ့ပိုကြတယ်လို့ခန်းစားရစေပါတယ်။ပဲခူးရန်ကုန်အေယာဝတီကတော့ပိုပြီးတော့တိတာနိုင်ခြင်းများပါတယ်။ပဲခူးမကွေးတိုင်းအဆက်ထီတောင်ပြန့်ကောင်းပြန့်နှံ့နေနိုင်ပါတယ်။ငလင်ဆက်တွေကလိုင်းအနေထားချိန်နှုံးတွေတက်လာရင်အသေးစိတ်သုံးသက်တင်ပေးပါမယ်။နေကူကလေးကနေပြီးတော့ထိတ်ထိတ်နဲ့ကြိုးစိုးလာခဲ့ရတဲ့ငလင်ဟာဒီ19ရက်နေ့အထိအကြိမ်80ကျော်ရှိလာတဲ့အတိုင်းတိတိကျကျခန်းစားရမှုတွေကလည်းနိုင်ငံနဲ့အနှံ့ပိုပြီးတော့များလာတာကတော့ဒီနှစ်ဆန်းရဲ့ငလင်အနေအထားတွေပါပဲ။တစ်ဆက်တည်းမှာပဲမြေအောက်နက်နက်ဒေသကျယ်ပြန့်ပြန့်လှုပ်ခတ်လိုက်တဲ့မိုးညိုငလင်ကြောင့်ဒီငလင်ဟာကျွန်တော်တို့မြန်မာနိုင်ငံအောက်ကကြောက်ထုကြီးတွေရဲ့အားပြိုင်မှုကိုပြသလိုက်တဲ့အချက်ပေးတံတစ်ခုဆိုရင်လည်းမမှားပါဘူး။ဘာကြောင့်ရန်ကုန်အေယာဝတီနဲ့ပဲခူးမှာဒီလောက်တိတာနေတယ်လဲဆိုရင်ပဲခူးတိုင်းမိုးညိုအနီးဗဟိုပြုငလင်ရဲ့ထူးခြားချက်ကအနက်110ကီလိုမီတာမိုင်80နီးပါးမှာဖြစ်ပွားခဲ့တာပါ။ဒီလောက်နဲ့တဲ့နေရာကလာတဲ့လိုင်းတွေဟာမြေပြင်ပေါ်ကိုရောက်တဲ့အချိန်ခါမှာစက္ကနဲခါရမ်းပြီးတော့တုံခါတာထက်ရိန်းထိုးခြင်းကိုပို့ပြီးတော့ဖြစ်စေတတ်ပါတယ်။အနက်110ကီလိုမီတာကနေလာတဲ့လိုင်းတွေရန်ကုန်အေယာဝတီပဲခူးရဲ့မြေနုလွာတဲကိုရောက်ရှိနေတဲ့ခါမှာတော့မြေသားကလိုင်းကိုဖမ်းထိန်ထားပြီးအချိန်တော်ကြာတုံခါနေစေတာကတော့ resonance ကိုပြနေတာလည်းဖြစ်ပါတယ်။ကိုတီရှိယာဒေတာမြေသားအနေထားလိုက်လေခန်းစားသိရှိရပုံချင်းကတဦးနဲ့တဦးကမတူညီနိုင်ပါဘူး။နောက်တစ်ချက်ကရန်ကုန်ပဲခူးအေယာဝတီတိုင်းတို့ဟာမြေပြုတ်နှုံမြေလွာပေါ်တွေမှာတည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အနက်ကကြီးလာတဲ့ငလင်လိုင်းတွေကိုနှစ်ဆသုံးဆထိချဲ့ပေးလိုက်တာကြောင့်လူတွေကလိုင်းစီးနေရတယ်လို့အကြာကြီးကိုခန်းစားလိုက်ရနိုင်တာလည်းဖြစ်ပါတယ်။ဒီညနိုင်ပိုင်းပဲချတဲ့ပြင်းမနာနဲ့မိုးညိုပေါ်အပေါ်နဲ့အောက်အပြန်လန်တက်ရောက်မှုရှိနိုင်မလားဆိုတော့ဒီပမာကြောက်ထုမြေတပင်တွေကလာတာမို့လို့ဆွေမျိုးတော်မကင်းပါဘူး။ပြင်းမနာပေါင်းလောက်မှာအနက်တိန်နဲ့ငလင်မဂနီကျူ3.1လောက်ပြီးတဲ့နောက်မှာမိုးညိုမှာအနက်ကြီးတဲ့ငလင်မဂနီကျူ4.5လောက်လိုက်တာဟာအလွန်စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဒါဟာမြေမျက်နှာပြင်ကစကိုင်းပြည့်ရွေးနဲ့မြေအောက်အနက်ကြီးကအင်ဒိုဘားမားထိုးဆိုင်စုံတို့အကြားမှာဖိအားတွေအပြန်အလှန်ကူးပြောင်းညှိနှိုင်းနေတဲ့လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။မြန်မာနိုင်ငံရဲ့အောက်ခြေမှာငလင်ဖြစ်နိုင်တဲ့စနစ်နှစ်ထပ်အဖော်တက်စကိုင်းအောက်ထပ်ထိုးဆိုင်စုံရှိနေတာကိုဒီဖြစ်စဉ်ကသက်သေပြလိုက်တာပါ။ဒီထိုးဆိုင်စုံအပေါ်ဘက်မှာကဘောပြည့်ရွေးတို့လိုမျိုးပြည့်ရွေးကြီးငယ်တွေကလည်းအစီအီရှိနေပါသေးတယ်။အများပြည်သူတွေသတိပြုဖို့ကဒီငလင်မျိုးကိုကြုံရတဲ့အခါမှာပြည်သူတွေအနေနဲ့အောက်ပါအချက်တွေကိုနားလည်ထားဖို့အဓိကလိုအပ်ပါတယ်။အနက်ကြီးတဲ့ငလင်တွေဟာရိန်းထိုးမှုကြတတ်လို့လူတွေအယမ်းလန့်သွားတတ်ကြပါတယ်။ဒါပေမဲ့ပုံမှန်အားဖြင့်တော့အဆောက်အဦကိုပြိုပျက်စေနိုင်လောက်တဲ့အထိစွမ်းအင်ကမြေပြင်ပေါ်ကိုရောက်တဲ့အခါမှာမပြင်းထန်တော့ပါဘူး။ဒါကြောင့်လုံနေစင်မှာမပြေးပဲ
ဝစ်နေက drop over hold on ကိုစနစ်တကျလှုပ်ဆောင်တတ်ဖို့လည်းအရေးကြီးပြန်ပါတယ်အထက်မြင့်နေသူတွေအနေနဲ့ကတော့တိုက်ပေါ်မှာရိမ့်ထိုးတာပိုတိတာရာဟာအဆောက်အဦရဲ့ပျော့ပြောင်းမှုခံနိုင်ရည်ကြောင့်လည်းဖြစ်နိုင်ပါတယ်ငလင်ငိန်တဲ့အခါအုတ်နေရံတွေမှာအကွဲချောင်းအသစ်တွေထေချန်ခဲ့သလားဆိုတာကိုလည်းတေချာစစ်ဆေးရမှာဖြစ်ပြီးဒီနှစ်ဆန်းကလေးကငလင်အကြိမ်ရေ80ကျော်ရှိလာခဲ့ပြီဖြစ်သလိုတိတိသာခန်းစားမိကြတဲ့အသင့်အသင့်အားပါတာတွေရောနှောနေတာတွေကြောင့်ဒီထဲကဖောက်လာပြီးအရေးပေါ်အခြေအနေတစ်ခုဖြစ်လာခဲ့လို့ရှိရင် Go Puff ဆိုတဲ့အရေးပေါ်အိတ်ကိုအမြဲတင့်ပြင်ထားဖို့နဲ့အိမ်တွင်းကပရိဘောဂတွေကိုနေရာမှာခိုင်ခိုင်မြဲမြဲကတ်ထားဖို့ကိုအလေးအနက်တိုက်တွန်းလိုပါတယ်။မွန်ညိုငလင်ဟာဒေတာတွင်ဖိအားစုဆောင်းမှုမြင့်တက်နေတာကိုပြသနေတဲ့အထောက်အထားတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ငလင်ငယ်လေးတွေကိုရှော့ပေါ့မကြည့်ဘဲနဲ့အမြဲတမ်းသတိမူပြီးစဉ်သိရှိခြင်းကသာအသက်အန္တရာယ်ကိုကာကွယ်ပေးနိုင်မယ့်အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ဘေးကင်းရာတတရာဖြစ်ဖို့သတိရှိမှုနဲ့နိုးကြမှုတည်ငြိမ်စွာပြင်ဆင်နေထိုင်မှုကပြင်ဆင်ခြင်းပါပဲစာရှည်သွားတာကအကျိုးအကြောင်းနားလည်တဲ့အခါပိုအတိပွားသတိရှိရင်ဆင်ခြင်သုံးသပ်နိုင်မှုဖြစ်တာကြောင့်နားလည်သိခံပေးပါဆိုပြီးတော့လေ AI Info သင်းမှာအခုလိုမျိုးပဲဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့စူပါကျော်မီဒီယာပရိသတ်ကြီးတို့လည်းအခုလိုကိစ္စမှာစိုးရိမ်မှုမလွန်ကဲပဲနဲ့ပြင်ဆင်စရာရှိတာကိုပြင်ဆင်ထားနိုင်စေရန်လုံကပြန်လည်တင်ဆက်မျှဝေဖော်ပြပေးလာခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်တစ်ဆက်တည်းမှာပဲမဂနီကျူ 4.5 ARD တိုင်းပန်းတော်အနီးအနက်ကြီးတဲ့ငလင်တွေမို့မြေပြင်အနီးကပြည့်ရွေ့ထက်ထိုးဆိုင်ဆုံးငလင်တွေပါလက်ရှိအိန္ဒိယ NCS ရဲ့ကနေဦးတိုင်းတာရရှိမှုပါ20ရက်နေ့မနက်1:26မိနစ်ကလောက်ခတ်ခဲ့တာပါဒီနိုင်ပိုင်းတွေအတွင်းမဂနီကျူ 4.5 မိုးညိုပဲခူးမဂနီကျူ 3.2 ဟုံးမလင်းစကိုင်းမဂနီကျူ 4.6 ပန်းတနော်အေယာဝတီစသဖြင့်တောက်လျှောက်လုံနေတာကြောင့်နောက်ခံဆုံးဖြစ်တဲ့အင်ဒိုဘာမာထိုးဆိုင်ဆောင်ဟာအလွန်တက်ကြွနေတဲ့သဘောမျိုးအထူးသတိပြုနေထိုင်ကြဖို့လည်းလိုပါတယ်ဒလတာအတွင်းမဂနီကျူ 4.0 အထက်က18ကြိမ်ခန့်ရှိနေခဲ့ပါပြီဒီထိုးဆိုင်ဆောင်တွေဟာ1962ပြည့်ရွေ့ငလင်အလွန်ကြီးမဂနီကျူ 8.8 ပြီးတဲ့နောက်မှာ2016မှာ6ငလင်ထမန်တီနဲ့မော်လိုက်မဂနီကျူ 6.8 နဲ့ဝင်လာခဲ့ဘူးပါတယ်အထူးသတိထားစောင့်ကြည့်ရမယ့်ရက်တွေပါပဲဘေးကင်းကြပါစေဆိုပြီးတော့လေ AI Info အသင်းကနေပြီးတော့အခုလိုမျိုးပဲမျှဝေပေးလာခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့အခုသတင်းကြောင်းလေးဟာစိုးရိမ်ထိတ်လန့်ဖို့ရမဟုတ်ပဲနဲ့ငလင်ဘေးအသည့်အထူးအမြဲရှိကြစေဖို့အတွက်ကိုလည်းတည်တဲ့ရသည်များကိုကျွန်တော်တို့စူပါဂျိုမီဒီယာမှာပြန်လည်မျှဝေတင်ဆက်ပေးသွားခြင်းပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးတို့ရဲ့တွေးမိထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တစ်ခုပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ channel လေးကို subscribe လုပ်ပြီးတော့လည်းသတင်းထူးတွေကိုစောင့်ကြည့်နိုင်ပါတယ်